ကျွန်တော်ဓမ္မမိတ်ဆွေများမင်္ဂလာပါဒီနေ့ဥပုသ်နေ့ဥပုသ်ဆောင်ပြကြရလားဗျငါးပါးသီလဆိုတာတော့ကျွန်တော်တို့လူတွေအမြဲတမ်းလုံခြုံအပ်တဲ့သီလပေါ့ဗျာနေဆာသီလခါဝတ်ပစုလူမြဲရမယ်သီလလို့ရှေးသူတော်ကောင်းများကဒီလိုပြောခဲ့ပါတယ်ဗျရှစ်ပါးသီလကြတော့ဥပုသ်သီလဖြစ်သွားတာပေါ့နော်အဲ့တော့ငါးပါးသီလနဲ့ရှစ်ပါးသီလဘလို့ကွာခြားလဲရှစ်ပါးသီလကတော့ငါးပါးသီလတဲ့သုံးပါးပို့တာပေါ့နော်အဲ့ဒီသုံးပါးပို့တဲ့အပြင်မှာသူကထူးခြားချက်လေးရှိတယ်ပေါ့ဗျာနော်ဥပုသ်သီလဆိုတာကျွန်တော်တို့ငါးပါးသီလကိုအယောင်တင်ပေးတဲ့သီလငါးပါးသီလကချိုးဖောက်ရင်အပြစ်ရှိတယ်မချိုးဖောက်ရင်ကုသိုလ်ဖြစ်တယ်ငါးပါးသီလတဲ့ပို့တဲ့သုံးပါးသီလကြတော့ချိုးဖောက်ရင်ကုသိုလ်မရတာပဲရှိမယ်အကုသိုလ်မဖြစ်ဘူးဒုစရိုက်တရားမဟုတ်ဘူးအဲ့လိုလေးခြားနာပါတယ်နော်အဲ့မှာငါးပါးမှာလည်းကျွန်တော်တို့ကငါးပါးသီလမှာကာမေတုမိစ္ဆာစာရကံကာမဂုဏ်အရာမှာမမောက်မမကျင့်ဘူးလို့ငါးပါးသီလမှာပါတဲ့သီလကတော့ကိုအကျဉ်းလင်းမရဖြစ်တဲ့ကိုအမျိုးသမီးကလွယ်ရင်တခြားသောအမျိုးသမီးပေါ်မှာမဖောက်ပြရဘူးရှစ်ပါးသီလကြတော့ကွာသွားပြီပေါ့ဗျာနော်အပြမစရိယတိခါဖြစ်သွားပြီကာမေတုမိစ္ဆာစာနေအပြမစရိယကြတော့မိမိသားမယားနဲ့လည်းကာမဂုဏ်ရာမှာမမှောင်မရဘူးတခြားသောလင်ရှိမိန်းမသူများသားပြုသမီးတွေကိုလည်းမမှောင်မရဘူးဒီလိုသဘောလေးရှိပါတယ်ဗျအဲ့တော့အပြမစရိယကနောက်ထပ်ပါသူကအမွန်းတင်ထားသေးလဲဆိုရင်ကျွန်တော်တို့မေထုံငယ်9ပါးကိုလည်းကျွန်တော်မလွန်ကျူးရဘူးမေထုံငယ်9ပါးဆိုတာတော့မိမိနှစ်သက်တဲ့ယောက်ျားဆိုရင်တော့ယောက်ျားဆိုရင်တော့အမျိုးသားကိုအမျိုးသားဆိုရင်တော့အမျိုးသမီးကိုပေါ့လေမိမိနှစ်သက်တဲ့သူရဲ့အတန်ပေါ်မှာတာရတာအမြင်ပေါ်မှာအဆင်းပေါ်မှာတာရတာအကြားမှာတာရတာအတွေ့အထိမှာတာရတာအဲ့လိုတာရမှုလည်းမလုပ်ရဘူးရနောက်ပြီးတော့တခြားသောဇုံတွေတာယာနေတာကိုလည်းကိုကကြည့်ပြီးတော့တာယာနေတာအဲ့လိုမျိုးလည်းမပြုတ်ရဘူးရနောက်ပြီးတော့ငါစောင့်တဲ့သီလလူနတ်နိဗ္ဗာန်ချမ်းသာကိုပေးမှာပဲဆိုတဲ့တာယာမှုမျိုးလည်းမပြုတ်ရဘူးရအဲ့ဒါကတော့ကျွန်တော်တို့ကာမေတုမိစ္ဆာစာရကံရဲ့ထူးခြားချက်လေးပေါ့နော်နောက်ရှစ်ပါးသီလမှာကျွန်တော်တို့နေလွဲညစာမစားရဘူးပေါ့နော်မွန်းတဲ့12နာရီကြော်ရင်ပါစားတော့ကိုမှစားလို့မရတော့ဘူးဒါဘာကြောင့်လဲနေလွဲညစာမစားတာဘာကြောင့်ကုသိုလ်ရလဲကျွန်တော်တို့ဒီနေလွဲညစာမစားတဲ့အတွက်ချက်ပြရတဲ့ကာယကဒုက္ခကင်းဝေးတယ်စားတော့ရတဲ့ဒုက္ခကင်းဝေးတယ်အစာအာဟာရပေါ်မှာနှစ်သက်တဲ့တဏှာကနေကင်းဝေးတယ်အပူဘာရိယကိစ္စတွေမလုပ်ရတဲ့အတွက်ကုသိုလ်ဖြစ်မဲ့ဘာဝနာလုပ်ငန်းတွေမှာပို့ပြီးတော့လုပ်နိုင်တဲ့အချိန်တွေရလာတယ်ဒီအကျိုးကျေးဇူးတွေရပါတယ်ကျွန်တော်တို့တခါမြင့်မြတ်တဲ့တောင်းတွားတဲ့မြင့်တဲ့နေရာတွေမှာမြင့်မြတ်တဲ့နေရာတွေမှာမအိပ်ရဘူးဆိုတာလေခန်းခန်းနာနာ
နဲ့အိတ်ချင်တဲ့မိမိရဲ့တဏှာရာဂကိုတရက်တာမြပိတ်တတ်တဲ့ကုသိုလ်လည်းဖြစ်ပါတယ်ဗျနောက်တစ်ခါပန်းပန်းနာတနခါတွေလိမ့်ချန်တာရုပ်ရှင်ဗီဒီယိုဇာတ်ပွဲတွေကြည်တာစတေရှိုးတွေကြည်တာနားဆင်တာအားပေးတာကိုယ်တိုင်လည်းတီဆိုတာတို့ကခုံတာတို့တီမှုတ်တာတို့မလို့ရတယ်လို့သူများကခုံတီမှုတ်တီဆိုနေတာကိုလည်းကျွန်တော်တို့ရှောင်ကျင်ရပါတယ်ပန်းပန်းတာမွေးနှံ့တာလိမ့်ချဲတာဒါကကျွန်တော်တို့ကအမြင်အာယုံအကြားအာယုံအနတ်အာယုံမှာနှိမ့်သက်တဲ့တဏှာကိုကျွန်တော်တို့ကတဏိတာအဖြစ်ပယ်ရှားတဲ့ကုသိုလ်ဖြစ်ပါတယ်ဗျအဲ့တော့တီလာဆောင်မယ်ဆိုရင်လည်းကျွန်တော်တို့များသောအားဖြင့်ကျောင်းတွင်းတီလာတို့တထိုင်တီလာတို့အဲ့လိုတွေစောင့်နေကြတာပေါ့နော်အဲ့လိုစောင့်နေကြတော့လေတီလာစောင့်မိမဲ့အကျိုးမများဘူးပေါ့ဗျာနော်အဲ့တော့ကိုစောင့်တဲ့တီလာအပေါ်မှာယုံကြည်လည်းရှိရမယ်ဘလို့စောင့်ထိမ့်မှလုံခြုံမယ်ဆိုတဲ့အတိလည်းရှိရမယ်လုံခြုံအောင်လည်းစောင့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့စောင့်တဲ့တီလာအကျိုးထူတဲ့တီလာဖြစ်ပြီပေါ့ဗျာဒါကြောင့်ကျွန်တော်မိတ်ဆွေများဥပုသ်တရင်တီလာစောင့်ထိရမှာယုံကြည်တဲ့တရားတရားလည်းရှိရမယ်စောင့်ထိတဲ့ဝရိယလည်းရှိရမယ်ဘလို့စောင့်ထိရင်ဘလို့ကုသိုလ်တွေရတယ်ဆိုတဲ့ပညာလည်းရှိမယ်ဆိုတဲ့အတိလေးနဲ့စောင့်ကြမယ်ဆိုရင်တီလာရဲ့အကျိုးဟာပြည့်ပြည့်စုံစုံရရှိပါမယ်လို့ကျွန်တော်အဲ့ဒါလေးလာပြောတာပါဗျခုလိုဆုံးထိနာဆင်ပေးတဲ့အတွက်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများကိုအထူးပဲကျေးဇူးတင်ပါတယ်ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းများဖြင့်ပြည့်စုံ၍မိသားစုဘဝပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေ